အုတ်ထဲမှာပါတာကခုံဆွာသွားတဲ့ဖားယုတ်လေးဖြစ်ပြီးကလေးလေးကဖားယုတ်လေးကိုရှာတော့ပျော်ရွှင်နေပါတယ်။တယောက်တည်းအထီးကျန်နေရတဲ့ကလေးလေးကသူ့ပေးတဲ့အယုတ်လေးကြောင့်ပျော်ရွှင်နေတာကိုမြင်တော့တစ်ခုတ်သမားကလည်းကြည်နူးသွားပါတယ်။ကလေးလေးကဘသူပေးတာလဲထွက်ကြည့်တော့သူ့ဆွဲထားတဲ့ပကြီးလေးကိုပဲတွေးလိုက်ရပါတယ်။တစ်ခုတ်သမားလူသားကြီးကိုကြောက်လန့်နေတဲ့ Jasper ကတော့သူ့စာရိုက်ရုံကိုအကာအကွယ်အထက်ထက်နဲ့ညားရီလိုက်ပါတယ်။နောက်နေ့မနက်မှာတော့စာရိုက်ရှိမှာကလေးတွေကစာရည်လေးတွေကိုစီကင်ပြီးရှောက်လာကြပါတယ်။ မစ္စတာကလော့စီကိုစာရင်းရင်ကလေးတွေအတွက်အယုတ်ပြန်လာပေးတယ်လို့သူတို့ရဲ့မောင်နှမဝမ်းခွဲကပြောတာကြောင့်ကလေးတွေကကလော့ဆိုတဲ့လူစီကိုစာလာပို့တာဖြစ်ပါတယ်။ Jasper ကစိတ်သက်ကြနေချိန်မှာမမျှော်လင့်တာပဲစာရီပို့ပေးရမယ့်အခြေအနေနဲ့ကြုံလာတာကြောင့်အဆောင်ရီ6000စီမံကိန်းကိုပြန်ပြီးအစီအစဉ်ဆွဲပါတယ်။တမျိုးလုံးမှာမျိုးနွယ်ကြားလူကြီးတွေကိုဒုက္ခလှည့်ပေးနေတဲ့ကလေးတွေကိုအယုတ်လိုချင်လားလို့ခက်မိုက်မိုက်လေးပြောရင်းစာပို့ကြအောင်မဲဆွဲပါတယ်။အယုတ်လိုချင်မစ္စတာကလော့စီကိုကိုယ်နာမည်ရှိပြီးဒစိကောင်းကငွေတစ်ပြားနဲ့စာပို့လိုက်ရုံပဲလို့လိုက်ပြောပါတယ်။မွေးလာတဲ့ကရံပွဲတွေအပြက်အစည်းတွေကြားမှာပဲနေခဲ့ရတဲ့ကလေးတွေကလည်းတစ်ချောင်းတွေကြောက်တုံးတွေလောက်ကိုပဲအယုတ်လုံးစော်နေရလို့အယုတ်အစ်စ်တွေကိုလိုချင်သွားကြပါတယ်။အဲ့ဒါကြောင့်အားလုံးစာရေးကြပြီး Jasper စီကနေသူတို့မိဘတွေမသိအောင်စာရွက်နဲ့ခဲတံတွေမှောင်ခိုဝဲကြလို့ Jasper လည်းစူပြေးလာပါတယ်